ကွန်ပျူတာကူးမှအစအသုံးပြုမဲ့သူတွေအတွက် screenshot ရိုက်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါ။ဒီနေ့တော့ကွန်ပျူတာမှာ screenshot ရိုက်နည်းကိုအလွယ်ဆုံးပုံစံနဲ့ပြပေးတော့မှာဖြစ်ပါတယ်။ screenshot ဆိုတာ screen ပေါ်မှာမြင်နေရတာကိုဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်။ဥပမာအဲ့ဒါတစ်ခုကိုတင်ထားခြင်းတဲ့အခါ screenshot ရိုက်လို့ရပါတယ်။အခု screenshot ရိုက်ကြည့်အောင် keyboard ပေါ်မှာ print screen ဆိုတဲ့ခလုတ်ကိုရှာပါ။တချို့ keyboard တွေမှာ PRT-SCN လို့ရေးထားတတ်ပါတယ်။အဲ့ဒီခလုတ်ကိုတစ်ချက်နှိပ်ပါ။အခု screenshot ကိုကွန်ပျူတာကမှတ်ထားပြီးပါပြီ။ဒါပေမဲ့မမြင်ရသေးပါဘူး။အခု Paint program ကိုဖွင့်ပါ။ keyboard က Control နဲ့ V ကိုနှိပ်လိုက်ပါ။ဒါကို paste လုပ်တယ်လို့ခေါ်ပါတယ်။အခုဆို screenshot ပေါ်လာပါပြီ။ Save လုပ်ပြီးတင်ထားလို့ရပါတယ်။ screenshot ရိုက်တတ်ရင်ကွန်ပျူတာသုံးတဲ့အခါအများကြီးအသုံးဝင်ပါတယ်။ Follow လုပ်ထားဖို့မမေ့ပါနဲ့။